ဟုတ်ကဲ့အခုလိုလာပြကျေးဇူးပါဟုတ်ကြောက်ခိုင်မောင်ပြကဲဟိုနေ့ကတွေ့တဲ့ညီမလေးမပေါအောင်လားမသိ ဘာတူလဲအော်မပါဘူးအိမ်ဆောင်ကြံခဲ့တယ်ဒါပါဒီစိတ်တောင်းဆောင်ကြပါဗျာ ဒီမှာချက် ကျွန်တော်တို့အိမ်တက်လူကိုကြွားပေးရတော့လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကကြော်တော့ပါဒါကတော့ကျွန်တော်ဒါဘုံကြော်တော့အခုတော့သမီးအင်းမီကြော်တော့ဘဝကတရားကတော့အငယ်ဆုံးသမီးလေးခင်မီကြော်တော့အခုလိုကျွန်တော်အင်းကြီးချင်းနေနဲ့တွေ့ခွင့်ခင်မင်ခွင့်ရဝမ်းသာတယ်ဗျာကျမတို့လည်းအရန်ဝမ်းသာပါတယ်ရှင်ဒါကတော့ကျမရဲ့အမျိုးသားဦးသက်ဟန်ဟုတ်ကဲ့ပြရဝမ်းသာပါရှင်ဟိုကတော့ကျမတို့ရဲ့တူးရဲသောသမီးလေးဝေးတည်လေးတဲ့ကျမနာမည်ကတော့ဒေါ်ပါပါကျမတို့ကမိသားစုလေးတောက်အောင်ထဲရှိရလေအချမ်းစားလေဟုတ်ပါဗျာဗျာဒီကိုရအနိကချီတော့ပိုချောတာလေးစားနော်စားဒါနဲ့နမေကဝင့်တည်နော်တီးလို့ခေါ်မရရမလားရပါဟိုခင်မီနဲ့ဆိုရင်တော့တက်တူကျတူလောက်ပဲထင်တယ်ဟိုခင်မီကကမ္မစီတက်ရလေဟုတ်လားတီရီကလည်းတက်ရပဲ physics ကဟောဒါဆိုကြောင်းရောခင်မီကတကုံတက်ကြတူอ่ะဟဲတိုက်ဆိုင်လိုက်တာတီရီကလည်းလေတကုံတက်ကတော်อ่ะဟောဟုတ်လားဟိုကျောင်းမှာတော့မစုံပြကြအောင်နော်ဟိုခင်မီကစွတ်တောင်းနေတာဟိုခင်မီတို့ဒီအိမ်ကြီးနားချင်းမှာခင်မီနဲ့တက်တူကျတူတငယ်ချင်းလေးရပါသေးဆိုပြီးတော့အခုကစွတ်တောင်းပြေသွားတယ်ဟိုဒါနဲ့လေဟိုတနေ့ကနင်တို့အိမ်ကိုမှတ်တမဲ့ကြည့်လိုက်တာဟိုနင်တို့အိမ်မှာနောက်ထပ်အမတစ်ယောက်တွေ့လိုက်လားလို့ဟိုငါတို့တက်နဲ့ဆိုရင်2နှစ်3နှစ်လောက်တော့ပူကြီးမယ်ထင်တယ်အဲ့ဒါနင့်အမလားအော်ငါမမဟုတ်ပါဘူးအဲ့ဒါလေငါတို့အိမ်မှာခိုင်းနေအမကြီးငါတူဦးဒီတော့တမီးလေးဘယ်အမရှိပါလဲညီမလေးကိုအေးဆေးစကားပြောကြနော်အမတိုင်းပြန်လေးရှိလို့တွားလိုက်အောင်ဟဲ့ပြီးသွားလို့ရှိရင်ငါခံလိုက်ခဲ့ပါလားငါခံလိုက်ပြမယ်လေအေးကောင်းတယ်လိုက်ခဲ့မယ်သမီးလေးကမူလာနဲ့ပြဆရာမလေးတားလက်ကအင်ဂျင်နီယာနဲ့ကြောက်ပြီးထားတာဟိုအခုကုမ္ပဏီမှာကျွန်တော်တို့ကူလုပ်ပေးနေတာသမီးငယ်လေးကတော့တက်ရကမဆွေပေါ့ဟောကိုချော်စောတာသမီးရကန်အောင်လိုက်တာနော်သားလေးသမီးလေးကြည့်ရလေလေမာကြီးကရှိမဲ့ပုံလေးကျမတို့ကတော့တူလေးတော့သမီးလေးအခုသူကလည်းတက်ရ physics လေးဖေဟိုသမီးတေးကိုသမီးခန့်လိုက်ပြလိုက်အောင်ဗောနော်
ဟောရတယ်မ မမေသမီးခဏလိုက်သွားလိုက်အောင်မနော်ခင်မြခန်းကလေရှင်းနေရပဲနော်တီရိခန်းဆိုအများအားရှုပ်ပွားနေတာမမေဆိုအများခံရတယ်မင်းကလေးဖြစ်ပြီးတော့အခန်းရှုပ်ပွားနေလို့တဲ့ ခင်မီတို့မောင်နှမ3ယောက်ကြတော့ငငယ်လေးတွေကမမေကဆုံးသွားတာလေဖေဖေကပဲကိုအားကိုတန်အောင်စီကန်းရှောင်တင်ပေးထားတာဟိုခင်မီတို့မောင်နှမတွေကလေကိုဝစ်ကိုချောရတာပြီးတော့တယောက်လက်စီလည်းဟင်းချရသေးတယ်အိမ်တန်ရှိတွေပါလောက်ရသေးရနော် အော်ဟုတ်လားအဲ့ဆိုရင်ခင်မြက်ကဟင်းချက်တတ်တယ်ဗော ဒါပေါ့သူချက်တဲ့ဟင်းနေဆိုလို့ရှိရင်လေခင်မီချက်တာတလောင်းကောင်းသေးတယ် အော် ကိုလက်ဆောင်ရောက်နေပဲ ဟောဒီမဲ့ ပြပြတော့ပြန်မြောက်တယ်ဦးနဲ့တူပဲ အန်ကယ်တို့ကပြေးသွားကြတာလေ ဟိုဘက်အိမ်ကအိမ်တက်အလိုလေ တော့ဆိုကြောက်အောင်မလား ကျေးဇူးပဲဝါတငယ်လေးပါ ကျန်တော့ရောက်တော့ခံနေပါပြီဟိုအထိုင်းမှာဝင်ဆောင်လေးကိုလည်း အေးနော် ရေစီးခတ်ထန်တဲ့မြစ်ပဲဖြစ်ဖြစ်ကြမ်းတမ်းတဲ့မြစ်ပဲဖြစ်ဖြစ်တိမ်တဲ့မြစ်ပဲဖြစ်ဖြစ်နတ်တဲ့မြစ်ပဲဖြစ်ဖြစ်မြစ်ဟူသမျှဟာပင်လယ်ထဲကိုစီးဆင်းကြတာကြီးပဲပင်လယ်နဲ့တွေ့တဲ့အခါကြမ်းတမ်းတဲ့မြစ်တွေကလုံညံ့သွားကြတယ်မြင်သာတဲ့မြစ်တွေကတိမ်တက်သွားကြတယ်။ဒါပေမဲ့လက်ခံရတဲ့ပင်လယ်ကတော့အမြဲတမ်းလိုင်းတပိုးတွေနဲ့လေးတဲ့သူဘာလို့စားလို့နေရလဲ မလုပ်ပါဘူးဖေရဲ့ဟိုတမိဖက်နေတဲ့စာအုပ်ထဲကနေကြိုက်တဲ့စာလေးခြိုက်ရနေရပါ အတမီးရလေစားတော့ကိုဖတ်ပြီးဆိုလို့ရှိရင်အဲ့စားအုပ်ထဲကစာသားတွေမှတ်တတ်တဲ့ချင်းအရန်ကောင်းနေတယ်လား အော်ဖေဖေဘာပြောမလို့လဲ အော်ဘယ်နဲ့ပြန်ကြလို့ရှိရင်တမီးဖဖေးလို့လိုက်ခဲ့ရမယ်ဘာလို့စဉ်းစားနေရလဲတမီးဘာဖြစ်လို့လဲ ဘာမှဖြစ်ပါဘူးဖေဖေရဲ့တမီဖေဖေရဲ့အလုပ်ကိုတေချာလုံးနိုင်မှာမလားလို့တမီစဉ်းစားနေရပါ ဘာမှစဉ်းစားမနေနဲ့နော်ဖဖေးအလုပ်ကိုတပီးလုပ်နိုင်မယ်ဆိုတော့ဖဖေးယုံကြည်တယ်အားလေမင်းကဖဖေးလို့မလုပ်ချင်လို့လား မဟုတ်ပါဘူးဖေဟိုမဟုတ်ပါဘူးတမီဖေဖေလုံးလုံးချင်ပါတယ်ကိုလည်းကိုပေးချင်ပါတယ်ဒါပေမဲ့ ဘာဖြစ်လို့လဲဒါမျိုးလဲအုံမကြောင့်လားအုံမတပီးမလုပ်နဲ့လို့ပြောလို့လားဟမ်တပီးကဖဖေးရဲ့တပီးနော်တပီးတယောက်ကကို့ဖေးရဲ့အလုပ်ကိုဝင်လုပ်တာဘယ်လိုခီးဥဆိုင်ရမှာဘယ်လိုမှခီးဥဆိုင်စရာမလိုဘူးပြီးတော့ဒီအလုပ်ကဖဖေးကိုယ်တိုင်တပီးကိုယုံကြည်လို့ခိုင်းတဲ့အလုပ်အဲ့တော့ဒီမှာဖဖေးစကားပဲနားထောင်အောင်ပဲ ဟုတ် အဲ့ဆိုလို့ရှိရင်မနေ့ဖြန်ဖဖေးလို့ကိုလိုက်ခဲ့တော့စာအုပ်တွေနဲ့ညနေတက်တီဖတ်မိတယ်တော့ကြအေးမှွားဖြစ် ဟုတ်ကဲ့ပါဖေ တရားစုပြီးသွားမယ်တမီးပြီးပြီလားအဖေတို့သွားကြအောင် ဘယ်သွားဖို့လဲ အလုပ်လေ အလုံးဟေမန်က ဟုတ်တယ်လေသူ့ရုံးခေါ်သွားဘူး
သူအလုံးမဝင်ခင်အလုံးနဲ့ရင်းနေအောင်လို့အခါလေးမိတ်ဆက်ပေးမှုတမီးပြီးပြီလားတော့ကြအောင်ပြီနော်ကဲပြီးမှသွားပြီတက်လောက်ကြနေပါလားတမီးတော့လူဘာဝါ မမေတမီးကြောင်းသားရမယ်ဒီနေ့လေဟိုဘက်ရခင်မင်းနဲ့ကြောင်းတူတူတော့မမေရဲ့သူကလေတမီးနဲ့ကြောင်းတူတူပဲသိတာမမေကလေဘာဖြစ်နေလဲမနှဆော့ဆော့စစ်စစ် အေးညီလေကြောင်းမမြဲပြီးဘွဲ့မမြဲရပြီးညီဖေလို့ကိုဝင်လို့တော့ ဟာမမေကလေတမီးကငယ်လေးရှိသေးတာအလုံးမလုပ်ချင်သေးပါဘူးကြောင်းပြီးသွားလို့ရှိရင်လေအခုလိုပဲပျော်ပျော်လေးနေချင်သေးတာအလုံးမလုပ်ချင်သေးဘူးနော် အေးမလုံနဲ့ကြာရင်ညီးနေရပြောက်သွားလိမ့်မယ်သိလားမလာရေ ရှင် အဲ့ဒါလေးပြင်တီးခန်းအောင်ရှင်းလိုက်အောင်နော် ဟုတ်ကဲ့ ညီတို့မလဲလေ3ရက်ဆိုပြီးပြန်သွားလိုက်တာပေါ်ကိုမလာတော့ဘူးနောက်ခါဆိုပြန်လာမနေတော့ မရေမလာလည်းမပြန်ချင်ပါဘူးဟိုမလေးကြီးတော့နေမကောင်းတာတကြောင်သူ့ကိုပတ်စံလေးပေးပြီးဝိဆလုပ်ပေးနေရတာပါဒီကိုပြန်လာဖို့လေလက်မှတ်ကလည်းခန့်နေလို့9ရက်လောက်ကြာပါသူ့ဆိုလုံးဝမကြောက် ပြိုးလိုက်ရေလေစင်ကြီးနဲ့စင်လက်ကတော့အပြည့်ပဲနော်အိမ်တန်ရှင်းလုပ်ပြီးရင်ရှောစရာဝတ်တွေတော့ရှော်လိုက်အောင်ကြားလား ဟုတ်ကဲ့မရေကိုဖိုက်ရုံလေလူတစ်တွေပြောင်းလာတာအဲ့လူတစ်တွေတဘောကောင်းလိုက်မိုက်နေတော့ခင်ဝိုင်းလာ နေလေတော်တော်ဆက်ဆူရယ်နော်ဘာလို့မို့လဲ ဘာမှမလုပ်ပါဘူးဒီတိုင်းပဲမြင်ကြရပါမရေ နင်ပြောမှငါအောင်သတိရပါတယ်မက်ပြန်ကြရင်ဟိုဘက်ခြံကိုမွေးကလေးချက်ပြီးပို့ရင်ကောင်းမယ်နော်အဲ့တော့နေဈေးသွားလိုက် ဟိုတိတိခန်တန်ရှိလို့ အော်ပြန်လာတော့လုတ်ပေါ်ဟဲ့နင်ကခိုးကျင်သေးရလား အိုးမခိုးချင်မအောင်မရေဈေးသွားတော့သွားပါမယ် ဒါလေးတော့ပြအောင်လုပ်လိုက်အောင်လေတကယ်တည်းပါပဲမာလာဆိုရင်ပြောနေရတောက်လျှောက် ဟုတ်ကဲ့ဟုတ်ကဲ့ အိမ်ကြီးချင်းတငယ်ချင်းနဲ့လေကြောင်းတူသွားရကောင်းလိုက်တာ အေးနော်ငါတို့ကအိမ်ချင်းကလည်းကဲ့ရဲ့အခုကြောင်းအောင်လည်းတူတူဆိုအခြေဆောင်တငယ်ချင်းတွေလောက်ရမယ်နော် ဒါပေါ့လောက်ရမှာပေါ့နေ့လေအတန်းချိန်ပြီးလို့ရှိရင်ငါထမင်းစားဖို့လာခေါ်မယ်လေ အေး အိမ်မနဲ့ဖုန်းကလုံးနဲ့တထေးတွေဖြစ်ဈေးရသားရင်နဲ့ပဲတထေးတွေဖြစ်ဆွဲဝါတဲ့ဘွားတောက်ပြောင်းတဲ့ဘွားအားလုံးမထေးတွေဖြစ်စိတ်ကြီးကိုကြောင့်ပဲအားလုံးတထေးတွေဖြစ်ခေကောင်းရှာဖွင့်တာနဲ့ဖဒီနော်တာကြီးမန်ပါတဲ့နေ့စဉ်ဘောနဲ့တွေကလဲကွာအများကြီးဘူးချိုင်များတဲ့ချီလီPG slot များငါပြစ်မလားဘောဝဲနဲ့ကစီနိုတွေစော့ကြတာလေးကြောင်ရင်ဘေးရှောင်းဒါကချင်းလေးကောင်ကကြမအဆုံးဖြတ်များကြအဲ့ဒါလုံးပဲပြောင်းမလားဘယ်ရမရှိဝေသူငွေထုတ်အရန်ကုန်မြန် Lucky Go Slot Casino ဂိမ်းများဆောင်ရန်တဲ့ဒါပဲလေ ကောင်းတာပဲအဲ့ဒါဆိုငါတို့အဆောင်ဘက်မှာပဲစားကြမယ်လေ ဆောင်းပေါင်းနေရလဲမလိုက်တာကွယ်မကော်ဖီနော်ကလေးတွေကတော့မှင်ကြီးတွေအများကြီးဝိုင်းခံရလို့ဆိုငိုနေကြတော့မှာပဲဆရာမကြီးရဲ့နည်းနည်းပါးပါအမှားအောင်မှန်တင်ပြီးတော့အမှတ်တွေပေးလိုက်ပါခင်မီရဲ့ကလေးတွေကလေသူတို့ကိုယ်တိုင်ဘယ်နေရာမှာဘာကြောင့်မှားလဲဆိုတာသိမှာအမှန်ကိုပြင်နိုင်မှာပေါ့အဲ့ဒါကြောင့်လေအမှားအမှန်ကိုသိအောင်လုပ်ပေးထားဖို့လိုတယ်သူတို့အမှားကိုလေတိတိလေးပါဆိုပြီးတော့မပြင်ပေးပဲထားလိုက်ကြီးနိုင်သူတို့ကအမှားနဲ့အမှန်ကိုသိချသိနိုင်မှာမလားမလီတော်ပါပြီနော်ဟိုနည်းနည်းလေးပြောရနဲ့ဆုံးမမယ်ဆိုတာကြီးပဲဆရာမကြီးကလေဆရာမကြီးလို့မပြောပါဘူးတွေ့ရလို့ကဆုံးမကြည့်ပြောပါမယ်
ဟောဒါနဲ့မမဟိုဘက်ရန်တီးရလေအရင်ခင်မှုကောင်းနေသီလားခင်မီကတော့လေသူ့လိုတငယ်ချင်းမျိုးရတော့အရင်ပြောတာပဲဒီနေ့ဆိုလေကြောင်းလဲတူတူသွားတယ်ကန်ဒီမှာလည်းထမင်းနေတူတူစားကြရအောင်မိုက်ဟိုနောက်လေးကြလို့ရှိရင်လေအပြင်းနေတူတူသွားဖို့ပြောထားကြသေးတယ် ကောင်းတာပဲတကယ်ချင်းသိရရဲဆိုတော့ကောင်းတာပေါ့ညီမလေးသာတက်အောင်ညီမလေးစိတ်ကလေမြောက်စိတ်ခုကောင်းချင်ကောင်းတော့ကြထားပေါက်ချင်ထားဖောက် မမလည်းညီမလေးဆိုပြောမယ်ဆိုတာကြီးပဲခင်မီနဲ့လိန်မာပါရဲ့နော်ခင်မီကလေခင်မီကိုအလိုလိုက်တဲ့ဘသူ့ဆိုကောင်းကောင်းမေးတာကြီးပဲ အဲ့ဒါပြောရလေညီမလေးလိုလုံးစုံလိုက်နိုင်တာဆိုလို့ဒီမိသားစုဝင်တွေပဲရှိတာမိသားစုဝင်တွေရပဲညီမလေးကိုတိခတ်နိုင်မှာပေါ့သစိမ်းတွေကဘယ်လောက်ခင်တဲ့တငယ်ချင်းဖြစ်နေပါစေညီမလေးစိုးတာကိုတိခတ်နိုင်မှာမလားအိမ်မှာငယ်ဆုံးဆိုပြီးတော့နော်စိုးချင်စိုးလို့ရပြင်မှာတော့သစိမ်းတွေသွားစိုးလို့မရအောင် ဟုတ်ပါပြီမမရဲ့ဟိုဒါနဲ့လေဒီပိတ်ရကြလို့ရှိရင်တီးနဲ့တူတူစကော်သေးတောင်းလို့မမအောင်လိုက်အောင်လား မဲချင်းချက်တရားလုံးနေကြပြီပေါ့တော်ပါပြီမမကတော့ကြောင်းပိတ်ရဲဆိုတော့အိမ်မှာပဲနားတော့မယ်ညီမလေးတို့ပါတာတွားကြစောစောတွားစောစောပြန်လာအဆက်နေအများကြီးမသုံးနဲ့နော် ဟုတ်ကဲ့ပါနော်ဆရာမစကားနားထောင်ပါမယ် ဘာကိစ္စများရှိလို့လဲ အာဟုတ်ကျမခင်မလာပါဟိုဘက်အိမ်မှာနေရပါမိုက်ရလေမွေးငါချက်တာပုတ်ခံလို့ဒါပုတ်ပေးတာရှင် အော်အဲ့ဆိုအိမ်နေဝင်လေ ဟုတ်ကဲ့ နာမခဏထားနော် ဟုတ်ကဲ့ရှင် ဘာလဲကိုပေါ့ ကိုဘက်ရအနေနဲ့မွေးငါပို့ခံလိုက်လို့လေ အော်အမဟိုဘက်အိမ်ရ ဟုတ်တယ်လေ ဟိုနေ့ကအိမ်ထက်လူတော့ပါမလာဘူးနော် ဟိုနေ့อ่ะအော်ဟိုအဲ့နေတော့ကျမရွာပြန်နေတာရှင် ဟုတ်ဒါနဲ့အမကအနီအောင်မာတို့နဲ့ဘာတော့လဲ မမိုက်လို့နေလား ဟုတ် 15နှစ်တမီကလေးမမိုက်လို့အိမ်မှာအလုပ်လုပ်နေတာရှင်မိုက်လို့မိသားစုကလေတိတ်မများဘူးတိလားမမိုက်လို့တာမီတာဖာ4ယောက်ရေကျမရေပဲရှိอ่ะမမိုက်ရေဆရာကြီးရဲ့တမီ2ယောက်ရေကျမရေ အော်သူတို့ကအနီတို့မှာတမီးနှစ်ယောက်တောင်ရှိရလား ဟုတ်တယ်လေ အာပြီးလိုက်လား အော်ဟုတ်အဲ့ဒီကိုကျေးဇူးတင်ပါတယ်ပြောပြီနော် ဟုတ်ကဲ့ရှင်အခုပြပါဦးနော် ဟုတ် ဟာဝေါ်လေးကိုကျော်စော ဟာကိုတော့မောင်းနေဗျာ တာဖားနေအောင်လမ်းအတူရှောက်ကြတာဆိုတော့ကောင်းလိုက်တာဗျာကျွန်တော်လည်းဒီလိုအဖော်ရတဲ့အားကိုးရတဲ့တားတယောက်လိုချင်နေတာဗျာ သမီးလည်းအားကိုးရပါလေ သမီးကအားကိုးရတယ်ဆိုရင်စိတ်ပူရတယ်လို့သမီးမိန်းကလေးမွေးထားတော့မလွယ်ဘူးလေသမီးတကောင်နွားတစ်ထောင်နဲ့အခုသမီးက2ယောက်ဆိုတော့နွား2000မွေးထားတယ်လို့ပါပဲဗျာ သမီး2ယောက်ရှိတာလား ဟုတ်တယ်လေ ဟိုနေ့ပါလာတော့သမီး1ယောက်တည်းဆို အော်ဒီလိုဗျာကျွန်တော်ကသမီး2ယောက်ရှိရယ်သမီးကြီးလေးရဲ့အမေကတော့ဆုံးသွားပြီပေါ့ဗျာလက်ရှိမှာတော့ကျွန်တော်လည်းနေနေရပါ ဒါဆို तू ကသမီးကြီးပေါ့ သမီးဆိုတော့လေဗျာဒီလိုရင်မိုးပေးတာပေါ့ ဟုတ်တာပေါ့ဗျာကဲ
အဲ့ဒါခွင့်ပြုဗျာခွင့်ပြုတာတော့ ကဲစီးဗျာ โอเคโอเคစီးကိုကြောက် ဆောက် သမီးရေအောက်မှာခင်မီရောက်နေတယ် ဟုတ်ကဲ့အမေအခုပဲဆင်းလာတော့မလို့ အေးအေးမြန်လုပ်ပြီးဆင်းလာခဲ့နော်သမီးလေး ဟုတ်ကဲ့ မဲမင်းမလှနေလိုက်တာ နေရောမိုက်နေရောပဲ အဲ့ဆိုတော့ကြမယ်နိအော်ကိုလက်တောင်ရောက်လာပြီလား တီးရောအပြင်သွားကြမို့လား ဟုတ်တယ်ဖေဖေကလေခုနမှရေချိုးပြရထင်တယ်ကိုလက်ခဏထိုင်ဆောင်လာပြီနော် အော်ရရလား ရပါတယ်ကျေးဇူးတင်ပါတယ်နော် အရပါကြသတိထားတော့အောင်နော် မလေးဟဲ့ shopping ထွက်လာတယ်လေ6တောက်တူညောင်းညာပဲဝယ်တော့မှတော့လေတတိမထားမိအခုမှပဲညောင်းမှန်းသိတော့ အေးဟဲ့ငါ့လည်းဝယ်လာနော်ဘာလို့ဝယ်လာမိမှန်းတော့ ဟုတ်ပါအဲ့ထဲမှာလဲပါညကုန် ဟဲ့ငါနဲ့ကိုမေးမယ်နဲ့ခုနဈေးဝယ်နေလို့မမေ့ရသေး မေးဗာမေးမို့ မနက်ကလေနေမှာတွေ့ခဲ့တဲ့အကိုကြီးလေအဲ့သူ့နာမည်ကဘာတူလဲ မနက်ကအော်အဲ့ဒါဖေဖေရဲ့တပည့်အရင်လေဖေဖေရဲ့လူယုံအလုံးမှာလည်းအရာအကူရတဲ့မန်နေဂျာပေါ့သူ့နာမည်ကကိုမျိုးမင်းလက်တဲ့ ဟိုကိုမျိုးမင်းလက်တဲ့ ဟဲ့နေရဘာလို့သိချင်လဲ ဩမနက်ကနေမှာဒီတိုင်းတွေ့ခဲ့လို့မေးကြည့်ရပါဟဲ့ ဟုတ်လို့လားငါမနက်ကလေးကတတိထားမိပါရဲ့နော်ဒီကိုလည်းကိုခုခိုးပြီးကြည့်ဒါလေစိတ်ဝင်စားလို့လား မင်းကလည်းဟုတ်ပါဘူး ဟဲ့လေနေစိတ်ဝင်စားရလဲစိတ်ဝင်စားခြင်းစရာပဲကိုလက်ကရုပ်လဲဖြောင်းနေသဘောလဲကောင်းနေအလုံးမှာလည်းအရာအကူရတာတဲ့ဖေဖေဆိုအများအားချီးကျူးနေ ဟဲ့မင်းကသူ့ကိုကြိုက်တာ ဟာငါဘာဖြစ်လို့သူ့ကြရမှာလဲသူကအရင်ကတည်းကငါ့ရဲ့အကူတိုင်းပဲပြီးတော့သူလူကြီးဆန်နေဟာငါငယ်ငယ်ရွယ်ပေါ့ပေါ့ပပနဲ့ရုပ်ချောရဲ့လူမျိုးပဲကြိုက်တာ ဟဲ့ဒါဆိုရင်ငါ့ကိုကြိုက်ပါ ဟာနေရလေငါဘာလို့ကြက် ဟဲ့နင်ကြိုက်ချင်ကြိုက်လို့ရနော်ငါအနေနဲ့ဆိုသဘောတူပြီလားပြီးတော့သူ့မှာရည်စားရှိရမဟုတ်ဘူးကဒီစိတ်ဝင်စားရဆိုပြောတော့ငါနင်းနဲ့ရောင်းမတော့ မိမစကြည့်နော် ဇိုင်းကောင်းတယ်သူကအကျဉ်းချောဖေတို့အပ်ထားတာဆိုတော့တင်ချာတော့လောက်အောင် တိုင်ဟိုတနေ့က renovation လုပ်မဲ့အစားဦးအတွက် client နဲ့တေချာပြောပြီးလား ဟုတ် ဟိုသူတို့ဘက်ကရော invite ပို့ပြီးလား ပို့တော့ပို့ပြီးပြီခင်ဗျဟိုဒါမဲ့တစ်ခုရှိတာသူတို့အလုပ်စားမဲ့အချိန်နဲ့ကိုမြတ်တို့အလုပ်နဲ့တိုက်နေတာအဲ့တော့စိုက်အင်ဂျင်နီယာနဲ့ရောအကျန်းသမားရောချောသမားရောလိုနေရပြီဗျာ အေးကွာဖေတို့ကုမ္ပဏီကလည်းကုမ္ပဏီကြီးမဟုတ်တော့ဝန်ထမ်းရင်အလုပ်သမားရင်အချိန်ပြည့်မထားနိုင်ဘူးဖေတို့ကုမ္ပဏီကပိုကြီးတဲ့ construction တစ်ခုနဲ့အကျိုးတူပူးပေါင်းနိုင်တော့မဆိုးကွာ ဟုတ်တော့ဟုတ်ပါတယ်ဖေဒါမဲ့ share လုပ်တယ်ဆိုတာလည်းပြောတဲ့လောက်တော့မလွယ်ဘူးဖေကိုနဲ့ရေရှည်လက်တွဲပြီးတော့အဆင်ပြေတဲ့သူမျိုးမှဖြစ်မှာ အေးပါဖေစဉ်းစားကြည့်လိုက်ပါမယ် construction လောကလည်းလက်ချိုးရလို့ရပါဘူးအခုတလောနာမည်ရလာတဲ့ကုမ္ပဏီတစ်ခုတော့ရှိတယ်ပါ TH Construction ဆိုတာပဲ TH ဟ
ဟိုဒါတွေကအခုလက်ရှိလုပ်နေတဲ့ project နဲ့ပြီးသွားတဲ့ project တွေရဲ့စီးနေပါဟိုဒီထဲမှာ profit and loss တွေပါပါတယ်ပြီးတော့ဟိုအခုနောက်ပိုင်း company ငယ်လေးတွေကလည်းကျွန်တော်တို့ TH နဲ့အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့အတွက်ကိုလာပြီးကမ်းလှမ်းထားတာလေးလည်းရှိပါသေးတယ်အငယ်ဟုတ်ဒါတွေကတော့ဟိုဒီ company ရဲ့ list တွေပါဒီထဲမှာဟို profile တွေပါပါတယ်အငယ်ကောင်းပြီအကဲစစ်ကြည့်လိုက်ပဲနော်နှုတ်နှစ်ဖက်အကျိုးရှိမယ်ဆိုရင်တော့အကျိုးတူပူပေါင်းကိုထည့်သွင်းစဉ်းစားမှာပေါ့ကွာနော်အဲ့ထဲမှာမှအဆင်ပြေနိုင်တဲ့ကုမ္ပဏီနဲ့အကဲဆွေးနွေးကြည့်မယ်လေနော်ဟုတ်ကဲ့ပါကောင်းပါလေဥမာတမိခင်မယ်အော်သူခုနပဲစားပြီးတော့ပေါ်တက်သွားပြီခင်မဲအရင်တော့အတူတူစားနေကြပါဘယ်လိုဖြစ်လို့စောကြီးစားရလဲနေများမကောင်းလို့လားအော်ယောက်ျားရယ်သူလည်းကလေးမမဟုတ်တာစားရင်စားမှာပေါ့ပြီးတော့လေသမီးလေးကရှို့ပြောစရာရှိလို့တဲ့သူမရှိတော့ကျမတို့မိသားစုလွတ်လွတ်လပ်လပ်ပြောလို့ရတာပေါ့ဟာမင်းအဲ့လိုပြောဆိုအောင်ခေမောင်စောကြီးစားခိုင်းလိုက်တာလားဟမ်ဖေသမီးမွေးနေ့ရောက်တော့မှာနော်အော်သမီးလေးမွေးနေ့ရောက်တော့မှာလားဖေကလည်းသမီးမွေးနေ့တော့မေ့နေရတာမမေ့ပါဘူးသမီးရဲ့ဖေကတတ်စားတာပါကဲပြောပါလို့ချင်းလဲဘာလို့ချင်းလဲဆိုတော့အိမ်မနဲ့ဖုန်းကလုံးနဲ့တထေးတွေဖြစ်ပြီးစိတ်ကစားရင်လည်းပဲတထေးတွေဖြစ်ကျွဲဝါတဲ့ဘွားတော့ပြောင်းတဲ့ဘွားအားလုံးတထေးတွေဖြစ်စိတ်ကြီးကိုကြောင့်ပဲအားလုံးတထေးတွေဖြစ်ကောင်းစားပွင့်တာနဲ့ဖရီတော့တာကြီးမမသိနေတဲ့ဘောနဲ့တွေကလဲကွာအများကြီးဘူးချိုင်များတဲ့ချီလီPG slot များငါပြစ်လာဘောဝဲနဲ့ကစီနိုတွေစော့ကြတာဝင်းကြောင်ရင်ဘေးရှောင်းဒါနချင်းလေးကောင်ကကြမအဆုံးဖြတ်များကြအဲ့ဒါတော့ပဲပြောင်းမလားဘယ်ရမရှိဝင်းသူငွေထုတ်အရဲကိုမြဲစကီကို slot ကစီနိုဂိမ်းများဆောင်ရဲလဲဒါပဲလေသမီးကိုမွေးနေ့ပွဲလုပ်ပြီထူးစက်မလားအရင်တော့အဲ့လိုလုံးလေးလုံးထားမရှိပါဘူးအခုမှဘယ်လိုဖြစ်တာတော့ဟုတ်ပါအခုမှဘာစိတ်ကူးပေါက်လဲမသိဘူးမွေးနေ့ပွဲလုပ်ချင်နေတဲ့ယောက်ျားကြီးကဲအဲ့ဆိုလည်းလုပ်ပေးရမှာပေါ့ဒါပေမဲ့ဖေကလူတွေအများကြီးဖိတ်ပြီးတောက်ကြစားကြတော့ဖေမကြိုက်ဘူးပေါ့စိတ်ချပါဖေရဲ့သမီးကလူအများကြီးမဖိတ်ပါဘူးအဲ့ဆိုဘာလုပ်မှာတော့အိမ်မှာဟုတ်တယ်ဖေရဲ့အိမ်မှာပဲလုပ်မှာပြီးတော့ဖိတ်မဲ့လူတွေရတယ်လေဟိုဘက်အိမ်ကခင်မီတို့မိသားစုပဲဖေရဲ့အဲ့ဒါကကြည့်တော့ယောက်ျားကြီးသမီးလေးကလေခင်မီဆိုရင်အဆုံးစုံကိုခင်တော့တာပဲအခုလေခင်မီကိုခင်တာနဲ့လေခင်မီတို့မိသားစုလေထမင်းဖိတ်ကျွေးခြင်းနဲ့တဲ့ကျမလည်းအစားတွေကစီစဉ်ထားပါတယ်အခုတော့သမီးလေးမွေးနေ့နဲ့တိုက်ဆိုင်သွားတာနဲ့တခါတည်းညစာစားပွဲဖိတ်လိုက်ဖို့စီစဉ်ထားတဲ့ယောက်ျားကြီးကောင်းလားတကယ်ကောင်းပါစီစဉ်လိုက်ပေါ့ဖေတကယ်ပြောရနော်တကယ်ပြောတာပေါ့သမီးအဲကြောင့်မို့ဖေကိုချစ်တာဒါပဲနော်သမီးကိုမွေးနေ့လက်ဆောင်လည်းပေးရမယ်သမီးလိုချင်တာလည်းပေးရမယ်ဟုတ်ပါပြီဗျာဟုတ်ပါပြီစားမမလာပြောတယ်ဒီနေ့ဖေနဲ့မမတယောက်ပါလာတယ်တဲ့သူရောသမီးနဲ့တူတူသမီးစားမှာစားပါဘူးဘာဖြစ်လို့စားရမှာလဲသမီးစကားတွေတိတ်အများကြီးပြောနေကိုယ့်ဘက်ကိုထမင်းကောအောင်စားဒီညလည်းမေသမီးနဲ့ပဲလာအိမ်မယ်နော်မမကလည်းဖေပြန်လာပြီလေဒီညမေနဲ့ဖေကြားမှာသမီးလည်းအိပ်ပြီဖေကိုပုံပြီးပြောခိုင်းမယ်လေမရပါဘူးလို့ပြောနေတယ်သမီးနဲ့မေနဲ့ပဲအိပ်မယ်မမရလားဒီနေ့တနေ့ကောင်ပြန်မလာလို့လားမသိဘူးခန်းထဲရောက်တာတုံးနဲ့ဆိုအိပ်ပြောပါအခုမှပဲလို့တော့ကဲသမီးစားနေကြရသမီးစားအော်သမီးဟိမောမလာသမီးဟိမောခန်းထဲမှာတော့ခေါ်လာအိမ်များပြောနေလားမသိတော့သူလည်းတနေ့ကောင်ခန်းထဲအခန်းပြင်မထွက်ဘူးသွားခေါ်တော့လည်းထွက်မလာဘူး
ငါတော့သမင်းစားနေမလားလို့မာလာကိုခဏမှတော့ကြည့်ခိုင်းထားတယ် တော့ကြည့်လိုက်ပါဦးမယ် မင်းသမီးလိုက်မယ် သမီးကိုကကိုသမီးကိုပြအောင်စားလို့မမေပြောထားတယ်နော် သမီးဒီမှာဘာလို့စားနေရလဲ ဟိုကြီးကဒီမှာပဲနေစလို့သမင်းကိုလည်းဟိုမမကပဲထဲ့လာပြီးလာကျွေးတာ အော်သမီးလေးရဲ့ထမင်းဆိုတာထမင်းစားကမှပဲစားရတယ်သမီးရဲ့လာပြပြနဲ့အောင်မသာစားမယ်နော်သမီးလေးဘာကြည့်နေရလဲသမီးရဲ့ ဟုတ်သမီးကြောက်တယ် သမီးရဲ့ဘာကြောက်เสียရှိတယ်ဒီအိမ်ကပြပြအိမ်လေပြပြအိမ်ဆိုတာကသမီးလေးရဲ့အိမ်ပဲပေါ့ပြီးတော့အောင်မညီမလေးကလည်းစောင့်နေတယ်နော်အောင်မတွင်တော့စားကြမယ်နော်သမီးနော်ကဲလာပါမယ်သမီးအဲ့ပကံမီနဲ့တော့ထားတော့ဖေမာလောက်တင်ခိုင်းလိုက်မယ်နော်လာတာကဲလာသမီးမီလီယာဟိုမှာထိုင်အေးအဲ့မှာထိုင်ပါမလာသမီးတော့ထမင်းပကံအသိယူလာခဲ့ရာသမီးလေးခါရဆာလာစာပကံတော့တိတ်နေသမီးလေးချက်သားကြိုက်တယ်မလားရာချက်သားတော့ထည့်ပြီနော်ဆောင်းအော်သမီးကြီးဒီဟာသမီးရဲ့ညီမလေးဝင်းတီတဲ့သမီးတို့နှစ်ယောက်ကအတူတူစားရမယ်အတူတူကစားရမယ်အတူတူကြောင်းသွားရမယ်ဟုတ်ပြီလားရဒီသမီးရဲ့အေးလိုက်ပါသမီးလေးဒါသမီးရဲ့အမဟိမန်တဲ့နော်သမီးတို့နှစ်ယောက်လုံးကဖေဖေသမီးရေနော်ချစ်ခင်နေရမယ်နော်ကြားလားဟုတ်ပြီလားအေးပြီးရကဲသမီးစားကြနော်သမီးဘာလို့ဘယ်စားမှာဘယ်ကောင်းလဲစားအေးငါသမီးဝါစားနော်စားဖြစ်ပြီစားသမီးစားသမီးလေးအိတ်တော့နော်အငတ်ကြားမှာသမီးလိုအပ်တာတွေမှသမီးဖေဖေဝယ်ပေးမယ်ပြီးတော့ကြောင်းလည်းအပ်အောင်ပါနော် ဟုတ်ကဲ့ အေးဒါလားဖေဖေဆောင်ချောင်းပေးမယ်ဟေးသမီးကြောက်လို့ဒီညဖေဖေသမီးနဲ့တူတူအိတ်ပေးပါလား အေးပါသမီးရဲ့သမီးအိတ်ပြောတော့မှပဲဖေဖေသွားတော့မယ်နော်အေးမိလေးအေးသမီးကိုပုံပြပြအောင်လေ အေးပါသမီးရဲ့ဖေဖေနောက်ပြီးပြောပြမယ်နော် မရအောင်ခုလား အော်သမီး လာ အေးပါလာမေတမီးမေကိုတဲ့တရရပဲမမေကိုတရရတိုင်းမမေအကြောင်းတွေပြောလို့ရတဲ့နေရာ
သမီးဝမ်းနဲ့နာကျင်ရတာရှင်ဖွင့်လို့ရတဲ့နေရာဒီနေရာလေးရှိရတိတ်ကောင်းတာပဲမမေရဲ့သမီးမွေးနေရောက်တော့မယ်နော်တီးမွေးနေပြီနောက်လာကြရင်သမီးမွေးနေလေဖေရောသမီးမွေးနေကိုမမေ့ပါမလားသမီးလေဘယ်တော့မှမရနိုင်တော့ဘူးဆိုတာကိုသိနေရတော့မှအမေစီကနေဝင်းနေလက်စာကိုသမီးနဲ့တိုင်းလုံးချင်နေမိရဲ့ဘာတူလဲဒီနေရာလေးကသူ့ရင်ဖွင့်နေကြနေရာလေးတဲ့လားတပတ်ခါညကြလို့ရှိရင်ဟိုဘက်ရာတီကြီးကသူ့မွေးနေ့အတွက်တမွေးမိသားစုဖိတ်ထားတယ်မသိရဲ့ ဟုတ်လားအဲ့မွေးနေဆိုရင်တော့မမတော့မလိုက်တော့ပါရှင်ဘယ်သူနောက်လိုက်နေလဲ ဗျာဘယ်သူမှမလိုက်ပါဘူးလမ်းမကျွမ်းတော့လေစပိန်ကြီး6စီးကြည့်နေတာဒါနဲ့ခင်ဗျားပဲတော့မလို့ ဖေးတော့ပေါ့ ဘယ်လိုပဲဖြစ်ဖြစ်နောက်တစ်ခါဆိုရင်အငယ်ကိုဦးစားပြမယ်ရှားလား ဟိုဘက်အိမ်ကဟိုဖုံးကြော်စောနေရနည်းနည်းဘာလို့တူတူပြန်လာလဲ Oh yeah, don't chop a gotcha, no. Take your nice, I'm she out of your do. You are not changing your name. You're drop okay, yeah. A cool, love so that thing I shall name you. Like shy and take baby, is I oh. Take out drink, go deep one is something make cool. Man and my is I live you say you. Now so boy, I love she. Something